အားလုံးပဲမင်္ဂလာပါเนาะအခုကကျွန်တော်တို့ဒီ file လုံးဝမထည့်တဲ့ brother ကြီးပေါ့เนาะလွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကမှ GFA ကိုစပြီးသုံးဘူးတဲ့သူတွေအတွက်အဲ့လိုတောင်းတနေတယ်ပေါ့เนาะအဲ့လို APK ပေါ့เนาะ GFA ဆိုတာ APK ကိုပြောတာအဲ့လို GFA APK ပဲသုံးကျင်တဲ့ brother တွေအတွက်လုံးဝ file ထည့်ကြမလို့အလုံးမရှုပ်ဘူးပေါ့เนาะဟိုအသုံးပြုနေရရန်ကိုလွယ်ကူပဲကျွန်တော်တို့ဘာမှလဲကျွန်တော်ကြည့်ကြမယ်ပေါ့เนาะဘာလဲကြည့်ကြမယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် GFA တွေအများကြီးရှိရပေါ့เนาะတစီစဉ်ဒါဆိုလို့ရှိရင်တော့ GFA တွေအမျိုးစုံထုတ်ပြီးတယ်ကျွန်တော်ဒီ GFA တွေမှာကျွန်တော်ဘေးမှာဒေါင်းရမှာလဲဆိုတော့ကျွန်တော် Telegram မှာဒေါင်းအောင်မယ် Telegram မှာဘယ်လိုရိုက်ရှာမလဲဆိုတော့ကျွန်တော်ဒီ video ထဲမှာကျွန်တော် Telegram link ထည့်ပေးထားမှာပေါ့เนาะအဲ့ကောင်ကျွန်တော် Telegram link ကိုကျွန်တော်ဒီ Telegram ရဲ့ဆက်ဆက်ပါမှာကျွန်တော်ရိုက်ရှာလိုက်ရင်ရပါပြီအဲ့ channel လေးထဲမှာကျွန်တော်ဝင်ပြီး download ရပါတယ်เนาะကျွန်တော် free တင်ပေးထားရှိပါတယ်ဒီ GFA တွေပေါ့နော်အမျိုးစုံကျွန်တော်ပြတယ်အခုကျွန်တော်ပြချင်တဲ့ GFA တွေကတော့ဒီ iPad View GFA ပေါ့နော် iPad View Auto Import GFA ကျွန်တော်ဒီGFA ကိုကျွန်တော်ဘာအလုပ်လဲဆိုတာကျွန်တော်ကိုယ်တိုင်စမ်းပြီးပြပြပေးမှဖြစ်တယ်ပေါ့နော်အခုတော့ကျွန်တော်ဒီ GFA ရဲ့ UI တွေသွားကြည့်ပြီပေါ့နော်ဒီ iPad View လေးဝင်လိုက်မယ် GFA တက်ဝင်လိုက်ပြီဒီမှာဆိုလို့ရှိရင်ဘာသာကိုတွေ့ရတယ်ပဲเนาะကျွန်တော်ဒီအရင်တော့လမ်းကွေးရလေကျွန်တော်တို့ဒီမြန်မာစာနဲ့ပဲကျွန်တော်ရေးပေးထားတယ်ဟိုးအရင်တော့ကလည်းကျွန်တော်တို့ဒီ Facebook မှာလည်းကျွန်တော်မြန်မာစာနဲ့ပဲတင်ပေးရเนาะအခုလေကျွန်တော်မြန်မာစာလေးနဲ့ပဲလုပ်ပေးထားတယ်ဘာဖြစ်လို့မြန်မာစာကိုအသုံးပြုရလဲဆိုတော့ကျွန်တော် brother ကိုဟိုအသုံးပြုရတာလွယ်ကူစီရင်အတွက်ကျွန်တော်မြန်မာစာကိုထည့်ပေးထားတယ်ပေါ့เนาะဘာလို့လဲချင်း global version ပါတယ်ကိုရီးယား version ပါတယ် Taiwan Vietnam version ပါတယ် Taiwan version ပါတယ်ဒါဆိုလို့ရှိရင်စာတွေလည်းရေးထားရပါတော့ GFA ကမျိုးစုံရှိရဒီရှိမှာတော့ Telegram မှာလည်း Telegram channel link ကိုဒီမှာလည်းရေးပေးထားရတော့ဒီရဲ့ Telegram ပေါ့နော် Telegram တော့ 8.1 gaming ဆိုပြီးကျွန်တော်ရေးထားတယ်ပေါ့နော်အဲ့ကောင်လေးကျွန်တော်ဒီဆက်ဆက်ပါမှာရိုက်ရှာဒီကောင်လေးကိုဆက်ဆက်ပါ Telegram ရဲ့ဆက်ဆက်ပါမှာရိုက်ရှာလဲကျွန်တော်ရဲ့ game ကိုတွေ့နိုင်တယ်ပေါ့နော်အဲ့လိုလဲကျွန်တော်တို့ကရှာမတတ်တဲ့ brother တွေအတွက်ကကျွန်တော်ကိုဆက်သွယ်ရင်ဒီမှာဖုန်းနံပါတ်လေးရေးပေးထားရပေါ့နော်ဒီဖုန်းနံပါတ်ကနေလဲကျွန်တော်ကို like ရှာလို့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောပြတာဒီဖုန်းနံပါတ်ကနေလဲရှာလို့ရတယ်ပြီးရင်ဒီမှာလဲ link ချပေးထားတယ်ဒီမှာဆိုလို့ရှိရင်ခလုတ်နှိပ်လိုက်တယ်ဗျနှိပ်လိုက်လို့ရှိရင်ဒီမှာ brother ကိုတွေ့ရတယ်မယ်နော်တွေ့ရတယ်မယ်ဒီကောင်လေးကျွန်တော်ဒီမြန်မာသားနဲ့ပဲရေးပေးထားတာနော်မြန်မာသားနဲ့ရေးပေးထားတယ်အဲ့ဒါဆိုကျွန်တော်ဒီထည့်ရပါလဲ future တွေပါလဲဆိုကျွန်တော်ဗီဒီယိုလေးနဲ့ပြပြပေးမယ်ပေါ့နော်